ဒါတော့ချင်းချက်တူတူထောင်းနေရဆိုပါလေမင်းသားဝင်းသားလေးချက်ဖို့ဒီဒါတော့တဆင်တော့ဒီလေးတခြားစိတ်မယ်ပေါ့နော်ဒါစားထည့်မယ်ချုံမုံလေးနဲ့ထည့်မယ်စနမောင်လေးနည်းနည်းထည့်ပြီးတော့ရလာနေပြီးတော့နှက်ထားလိုက်ပါဦးမယ်ခဏလောက်ဒါတော့ရလာနေနေဖြစ်တယ်နေပြီးတော့ခဏလောက်နှက်ထားအောင်မယ်စီကူလာပြီးဆိုတော့စနမောင်လေးနည်းနည်းထည့်မယ်စနမောင်လေးထည့်ပြီးတော့ခုနအတကုံတိထုတ်ထားတဲ့ချင်းချက်တူတူထောင်းလေးထည့်ပြီးစီးတတ်မယ်ပေါ့နော်ဒီတက်တာလေးမှုေးလာပြီဆိုရင်တော့ဒါလေးထည့်မယ်ဒီတက်တာလေးမှုေးလာပြီဆိုတော့ဒါလေးထည့်ပြီးတော့လုံးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ရေလေးထည့်ပြီးတော့ဒါအုပ်လိုက်တော့မှာပေါ့နော်နောက်ဆုံးဒီလေးပါလေးထည့်ပြီးနူးလို့ရှင်တော့ဒါစားလို့ရတဲ့အနေထားရောက်သွားပြီပေါ့လေဒီလေးလဲထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့တစ်ခါချက်လိုက်ပါဦးမယ်ကဲခုဆိုရင်တော့ဟင်းလေးချက်ပါပြီစားလို့ရပါပြီစားလို့ရတဲ့အနေထားလေးခဲ့ပါပြီလှလဲလှ